အားလုံးပဲမင်္ဂလာပါဒီနေ့ vlog လေးကတော့မန္တလေးမြို့ရဲ့ကဘာကျော်သမိုင်းဝင်အမှုပညာလက်ရာမှုတစ်ခုဖြစ်တဲ့ရွှေကျောင်းသို့မဟုတ်ရွှေနန်းတော်ကျောင်းကိုတွားရောက်လေ့လာပြခဲ့တဲ့ vlog လေးပဲဖြစ်ပါတယ်ဒီရွှေကျောင်းခေါ်ရွှေနန်းတော်ကျောင်းကြီးရဲ့ဒီနေရာကတော့62လမ်း10လမ်းနဲ့12လမ်းကြားဥပုဒ္တော်ရပ်ကွက်အောင်မြေသာဆန်မြို့နယ်မန္တလေးမြို့ပဲဖြစ်ပါတယ်ကုသိုလ်တော်ဖရာရဲ့တောင်ဘက်အတူမရှိကျောင်းတော်ကြီးရဲ့အရှိဘက်ကလျက်မှာတည်ရှိပါတယ်ရွှေကျောင်းကိုရွှေနန်းတော်ကျောင်းကြီးဟာကုန်းပေါင်ခေတ်နှောင်းပိုင်းမြမရိုးရာတစ်သားပပုအမှုပညာအမြင့်ဆုံးသို့ရောက်ရှိခဲ့ပုံကိုပြသနေတဲ့တမိုင်းဝင်ပြတ်သက်ကျောင်းဆောင်ကြီးတစ်ဆောင်ဖြစ်ပါတယ်။ရွှေကျောင်းရဲ့မူလအစကမန္တလေးနန်းတွင်းထဲမှာမင်းတို့မင်းတရားကြီးဆံပေးခဲ့တဲ့မန်နန်းဆောင်ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။မင်းတို့မင်းကြီးဟာ1888ခုနှစ်မှာဒီဆောင်တော်ထဲမှာပဲနိုင်ရွယ်ဆန်ခဲ့တာဖြစ်ပါတယ်။မင်းတို့မင်းတရားကြီးနိုင်ရွယ်ဆန်ပြီးနောက်သားတော်ဒီပေါ်မင်းဟာခမဲတော်နိုင်ရွယ်ဆန်ခဲ့တဲ့ဆောင်တော်ကိုဆက်လက်မဆန်ပဲလို့ပဲဖျက်သိမ်းစေခဲ့ပါတယ်။ဖျက်သိမ်းပြီးတဲ့တစ်သားတွေကို1880ပြည့်နှစ်မှာနန်းတော်ပြင်ပယခုနေရာသို့ရွှေ့ပြောင်းပြီးတော့မှဘုန်းတော်ကြီးကျောင်းဖြစ်ပြန်လည်တည်ဆောက်ကမင်းတို့မင်းကြီးအတွက်ကုသိုလ်တော်အဖြစ်ရည်မှန်းကလှူဒန်းခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်းဘုံတန်ကျောင်းမန္တလေးမြန်နန်းဆိုင်ကျော်ရွှေနန်းတော်ကြီးဟာတစ်ခုလုံးပျက်စီးခဲ့ရပေမဲ့ရွှေကျောင်းကတော့နန်းတွင်းအပြင်ဘက်မှာရောက်ရှိနေတာကြောင့်ဘုံတန်ကနေကံကောင်းစွာလွတ်မြောက်ခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ပဲယနေ့ခေတ်မှာမူလကုန်းမောင်ခေတ်နန်းတော်ပြည်သူကလက်ရစစ်စစ်ကိုကြီးစုလေ့လာနိုင်တဲ့တခုတည်းသောအစားအုံဖြစ်လာခဲ့ပါတယ်။ရွှေကျောင်းဟာကုန်းမောင်ခေတ်နှောင်းပိုင်းမြမရိုးရာအမှုပညာနဲ့ပြည်သူကအတတ်ပညာတွေကိုစူးစီးရာပြတိုက်ကြီးတစ်ခုလိုပါပဲ။ဒီကျောင်းလုံးကိုအကောင်းစားကျွန်းသစ်လုံးကြီးတွေနဲ့သာဆောက်လုပ်ထားတာဖြစ်ပါတယ်။မူလကကျောင်းတော်ကြီးတစ်ခုလုံးရဲ့အတွင်းအပြင်ကိုရွှေပိန်းချပြီးမှန်စီရွှေချအလှဆင်ခဲ့တာကြောင့်ရွှေကျောင်းလို့ခေါ်တွင်ခဲ့တာပါ။လက်ရှိမှာတော့ရာသီဥတုတန်ကြောင့်အပြင်ဘက်ကရွှေတွေပျက်စီးသွားပြီးအတွင်းပိုင်းမှာပဲရွှေချလက်ရအချို့ကိုမြင်တွေ့နိုင်ပါတော့တယ်။ကျောင်းတော်ကြီးရဲ့နံရံလေတာပရင်အမိုးကွပ်ပြည့်နဲ့တိုင်လုံးတွေမှာဗုဒ္ဓဝင်ဇတ်တော်များအထူးသဖြင့်မဟာဇနကလူမိုက်ခန်းနဲ့ဇက်ကြီးဆယ်ပွဲနတ်ဒေဝါများဂိနေကြီးဂိနေရဗျာလာနဲ့တစ်ပင်ပန်းမှန်ရုပ်လုံးတွေကိုအသက်ဝင်လှပစွာထူးစစ်ထားပါတယ်။ရွှေကျောင်းကြီးဟာမြမရိုးရာဘုံကြီးကျောင်းဆောက်လုပ်နည်းအတိုင်း9ဆောင်ကတ်ကျောင်းပုံစံဆောက်လုပ်ထားတာဖြစ်ပါတယ်။အဆောင်တွေကိုအဆင့်ဆင့်မြင့်တက်သွားတဲ့ပုံစံမျိုးနဲ့ဖွဲ့စည်းထားခြင်းဖြစ်ပါတယ်။ဈေးတော်ဝင်ဆောင်ခေါ်ပင်မဆောင်ဖျားဆင်းလူတော်ကင်းဝေရာနေရာဖြစ်ပြီးအမြင့်ဆုံးအမိုးအဆင့်ဆင့်ပုံပြတ်သက်ပါရှိပါတယ်။စနုဆောင်ပင်မဆောင်နဲ့ဆောင်မကြီးကိုဆက်သွယ်ပေးထားတဲ့အလဲဆောင်ဖြစ်ပါတယ်။အဆောင်မကြီးတန်ဃာတော်များတရားဟောတရားနာယူရာခမ်းမကျယ်ကြီးဖြစ်ပါတယ်။လေးသားဆောင်နဲ့ဘောဂါဆောင်ပစ္စည်းရများတူလောင်ရာနဲ့ဆွန့်ချက်ရာနေရာများဖြစ်ပါတယ်။ကျောင်းကြီးကိုပင့်မာထားတဲ့ကျွန်းတိုင်လုံးကြီးပေါင်း150ကျော်ရှိပြီးအတွင်းပိုင်းကတိုင်လုံးကြီးတွေကိုတော့ရွှေပိန်းချပြီးကနုတ်ပန်းတွေနဲ့မွမ်းမံထားပါတယ်။ကျောင်းကြီးရဲ့အောက်ခြေမှာရေဝတ်တာကြောင့်အုတ်ခုံမြင့်မြင့်ဆောက်လုပ်ထားပြီးတော့တစ်သားတိုင်တွေမဆွေးမြေအောင်စနစ်တကျကာကွယ်တည်ဆောက်ထားပါတယ်။ရွှေကျောင်းရဲ့ပပုတွေဟာရိုးရိုးအပြားလိုက်ထူထားတာမဟုတ်ပဲတရက်တည်း high relief လို့ခေါ်တဲ့သုံးဘက်မြင့် 3D ပုံစံနည်းပါကြွတက်နေအောင်ထူးစစ်ထားတာဖြစ်ပါတယ်။ကျောင်းတော်ရဲ့အပြင်ဘက်လှေကားလက်ရန်တွေနဲ့လီတာဆောင်ဝရံတာတွေမှာလက်အုပ်ချီနေတဲ့နတ်သားရုပ်ထုတွေကိုတကူလုံးအချိုးအစားကြတီးတန့်ထုလုပ်ပြီးမှကတ်ထားတာဖြစ်ပါတယ်။တန်နာရီလာတတဝါတွေဖြစ်တဲ့ဗျာလာတိုးနေရနဂါးတွေအပြင်ချင်းသေးစင်နဲ့ကြီးငယ်ရုပ်တွေကိုပါတဘာဝကြထူးစစ်ထားပါတယ်။အထူးသဖြင့်ဝေယန္တာပပတ်လေကပပုတွေမှာဗုဒ္ဓမြတ်စွာဘုရားရဲ့ဘဝဖြစ်စဉ်ဇက်ကွက်တွေကိုအပိုင်းလိုက်ခွဲခြားပြီးဇလန်းရုပ်ဆောင်ပြသတယ်လို့မျိုးထုလုပ်ထားတာဟာစိတ်ဝင်စားဖို့ကောင်းလာပါတယ်။ဒါကတော့ခုနကျွန်တော်ပြောခဲ့တဲ့လက်အုပ်ချီနေတဲ့နတ်သားပပုရုပ်ထုတွေပဲဖြစ်ပါတယ်။ဟိုးမှာနှမ်းမြင်နေရတဲ့အစားအုံကတော့မဟာအတုလဝေယံအတုမရှိကျောင်းတော်ကြီးပဲဖြစ်ပါတယ်။ရွှေကျောင်းကြီးဟာတန်မှုတစ်ချောင်းမှမတုံးပဲဆောက်လုပ်ထားတဲ့မြမရိုးရာစာရေးစနစ် Modern and Tenon Joint ရဲ့အထူးထိပ်လက်ရာဖြစ်ပါတယ်။ရွှေကျောင်းကြီးရဲ့ကျွန်းတိုင်လုံးကြီးတွေကိုမြေကြီးတဲ့တိုက်ရိုက်စိုက်ထူထားတာမဟုတ်ပါဘူး။စကြင်6ပြားကြီးတွေကိုခံပြီး၎င်းကြောက်တုံးတွေပေါ်မှာတိုင်တွေကိုတရက်မတ်တင်ထားတာဖြစ်ပါတယ်။ဒါဟာတစ်သားတိုင်တွေမြေစီလွှာအဆူဓာတ်ကြောင့်ဆွေးမြေ့ခြင်းမှာကာကွယ်ဖို့ရာစုနှစ်ပေါင်းများစွာကလေးကသုံးခဲ့တဲ့မြမအင်ဂျင်နီယာအတတ်ပညာဖြစ်ပါတယ်။ကျောင်းတော်ကြီးရဲ့ကုန်းမောင်ခေတ်လက်ရာဗရင်ပေါက်တွေဟာအပေါ်ပွင့်အောက်ခြေပွင့်ပုံစံမျိုးစုံရှိပါတယ်။အတွင်းပိုင်းရွှေချထားတဲ့အခန်းဆောင်တွေစီကိုနေရောင်ခြည်ဓာတ်ရိုက်မကျစေဘဲ reflected light အနေနဲ့ဝင်ရောက်စေပြီးတော့အထက်ကရွှေရောင်တွေကိုပုံမဝင်းပါတောက်ပလာအောင်ဝိတုကပညာရှင်တွေတက်ချက်ဖန်တီးခဲ့ကြပါတယ်။ကျွန်တော်တို့ရွှေနန်းတော်ကျောင်းကြီးရဲ့ပင်မအဆောင်တွင်ပိုင်းကိုတစ်ချက်လောက်ဝင်ကြည့်ကြရအောင်။
ဒါကတော့ရွှေချောင်းရဲ့ပင်မအဆောင်အတွင်းပိုင်းဖြစ်ပါတယ်မူလကမင်းတုံးမင်းကြီးကိုးကွယ်ခဲ့တဲ့ချင်းသေးခံပလင်တော်တရားတနာပလင်ပုံစံငယ်ရှိပါတယ်တီဘောမင်းကဒီပလင်တော်ပေါ်မှာဗုဒ္ဓရုပ်ပွားတော်တဆူကိန်းဝတ်ဆံပယ်စေပြီးလူလန်းခဲ့တာပါပလင်တော်တစ်ခုလုံးကိုလည်းအနုစိတ်ပပူးလက်ရာတွေမှန်စီရှည်ချတွေနဲ့ပြုလုပ်ထားတာကြောင့်နန်းတွင်းကပလင်အတိုင်းထဲဝါလှပါတယ်။ကျောင်းကြီးရဲ့အတွင်းပိုင်းမှာတော့ရွှေချထားတဲ့ကျွန်းတိုင်လုံးတွေနဲ့ထဲဝါလှပစွာတွေ့မြင်နိုင်မှာပဲဖြစ်ပါတယ်။ဒါကတော့ရွှေနန်းတော်ကျောင်းကိုရွှေကျောင်းရဲ့နောက်ခံသမိုင်းကျင်းချုပ်ကိုဖော်ပြပေးထားတာပဲဖြစ်ပါတယ်။ကျွန်တော်တို့ဆက်လက်ပြီးတော့လေ့လာကြည့်ကြရအောင်ရှေ့မှာမြင်ရတဲ့ပိုစတာမှာဖော်ပြပေးထားတာကတော့ရွှေကျောင်းကြီးရဲ့ဖျားကန်မောင်းမလင်မှာတိုင်ဖုံးပပူများအကြောင်းနဲ့ဇက်တော်ကြီးတွေအကြောင်းပဲဖြစ်ပါတယ်ရွှေကျောင်းကြီးရဲ့ဖျားကန်နဲ့မောင်းမလင်တောက်မှာရှိတဲ့တိုင်ဖုံးပပူတွေဟာအလွန်လက်ရမြောက်ပြီးတော့မှအမှုပညာတန်ဖိုးကြီးမားလာပါတယ်ဖျားကန်နဲ့မောင်းမလင်တော်ဝိုင်းရှိတိုင်ဖုံးပပူများတွင်ဗုဒ္ဓဝင်ဒါမှမဟုတ်ဇက်တော်ကြီးများကိုအခြေခံ၍ထုလုပ်ထားကြခြင်းဖြစ်ပါတယ်။နာမည်ကြီးဇက်တော်ကြီးတွေတဲကတစ်ခုဖြစ်တဲ့မဟာဇနကဇက်တော်မှာဆိုရင်မဟာဇနကမင်းသားဟာသမုဒ္ဒရာထဲမှာလေးပြက်ပြီးတော့ခုခတ်နေတဲ့အချိန်မှာမဏိမေကလနတ်သမီးကလာရောက်ကယ်တင်ကန်းကိုပပူးလက်ရများဖြင့်ထုစစ်ထားသည်မှာအသက်ဝင်လောက်ပါလွန်လာပါတယ်။ဝေတန်တရားဇက်တော်ကြီးမှာဆိုရင်လည်းဝေတန်တရားမင်းကြီးစင်ဖြူတော်လှူတဲ့အခန်းသားတော်သမီးတော်များကိုစုဇက်ကပုံနာအားလူရန်ခန်းများနတ်မြမာနဲ့တတ္တဝါများကိနေယာကိနေကြီးနတ်တေဝါများဘီလူများနဲ့တောတောင်တဘာဝတရိษံများကိုတိုင်လုံးများ၏အောက်ခြေနှင့်အထက်ပိုင်းများတွင်တေချစွာအနုစိတ်ထုစစ်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်ဒီတိုင်ဖုံးပပူတွေဟာတစ်သားတစ်ခုတည်းကိုအတွင်းအပြင်ထွင်းဖောက်ထုလုပ်ထားတဲ့အထက်ဘက် double side တဲ့လက်ရများဖြစ်ကြပါတယ်ဒီရုပ်လုံးရုပ်ကြွတွေဟာတိုင်လုံးကြီးများနဲ့တသားတည်းကတ်နေတာမဟုတ်ဘဲနဲ့လေထဲမှာဝဲပြန်နေတကယ်တော့ဒါမှမဟုတ်တိုင်လုံးထဲကနေရုံထွက်လာတကယ်တော့ကြွရွလှပနေကြပါတယ်အဝိစားနဲ့ဒဇာပလာတွေကိုထုစစ်ထားတဲ့နေရာမှာဆိုရင်လေကုန်းမောင်ခေမင်းကြီးမင်းသားမောင်မမိတ်တယ်များဝစ်စင်နဲ့မကိုင်ဆက်လွဲအစင်တန်းစာများနဲ့ဝိယုံဆက်ကွယ်များကိုစင်ကြောင်းအသေးစိတ်မှအစတည်ချစွာထုစစ်ထားကြပါတယ်ရုပ်ထုတွေရဲ့ကိုဟန်အနေထားများမှာဆိုရင်လည်းတောင်တင်းမနေပဲနဲ့မြမကန်တော်ဝင်အခါကားဟန်များကဲ့သို့ခါသိမ်ရင်ချီလက်ချောင်းလေးများကော့ပြန်နေတဲ့လွင်နှောင်းသောအလှကိုပေါ်လွင်စေပါတယ်မူလပပူလက်ရများကိုပုံမတောက်ပါခံရစေဖို့အတွက်မှန်စီရွှေချစနစ်ကိုလည်းအသုံးပြုထားပါတယ်တိုင်ဖုံးပပူများပေါ်မှာလည်းတရိုးကင်ပြီးတော့ရွှေဆိုင်များကတ်လူပူဇော်ထားတာကိုတွေ့မြင်နိုင်မှာဖြစ်ပါတယ်တရိုးကင်နေဆိုတာကမြမရိုးရာပန်းတော်ပညာသို့မဟုတ်အမှုပညာလက်ရာတွေမှာအလွန်အရေးပါတဲ့အခြေခံခံပိတ်ခြင်းနဲ့အလားဆင်ခြင်းနည်းပညာတစ်ရပ်ဖြစ်ပါတယ်အလွယ်ပြောရရင်တော့တစ်သားပပူအင်္ဂတေသို့မဟုတ်ယွန်းထယ်တွေပေါ်မှာစေးတုတ်တာရွှေချတာမှန်စီရွှေချတာတွေမလုပ်ခင်မှာရုပ်လုံးတွေပုံမခိုင်ခန့်ပြီးတော့မှကြွားရွလှပလာအောင်တရိုးလို့ခေါ်တဲ့တဘာဝကော်ဆန်နီးနဲ့လိုက်လံပုံဖော်ဖာထေအခြေခံမြေပြင်ပေးတဲ့လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါတယ်တရိုးဆိုတာကဓာတုဗေဒကော်ရီမပေါ်ခင်ကတည်းကသုံးဆွဲခဲ့တဲ့ရှေးရိုးရာတဘာဝကော်ဆန်နီးဖြစ်ပါတယ်တရိုးလုပ်တဲ့အခါမှာတစ်စေးပင်မရတဲ့အမဲရောင်တဘာဝကော်ရီကတော့အဓိကပစ္စည်းပဲဖြစ်ပါတယ်တစ်စေးနဲ့နေတဲ့အခါပြည့်ပြည့်နှစ်နှစ်ဖြစ်သွားစေဖို့ပြမုံကိုထည့်ရပါတယ်ခုံညင်းပြဒါမှမဟုတ်ကောက်ရိုးပြကိုအသုံးပြုကြပါတယ်တခါတရံမှာလည်းလွှာစာမုံအနုစားကိုသုံးတတ်ကြပါတယ်အဆိုပါပစ္စည်းတွေကိုတမအောင်နေလိုက်တဲ့အခါဆေးပိုင်ပြီးကင်တွေရလွယ်တဲ့တရိုးမြေရလာပါတယ်။တရိုးကင်ခြင်းရဲ့အဓိကရည်ရွယ်ချက်တွေကတော့ပပူရုပ်လုံးများပုံမှုကြွရွလာစေရန်မျက်နှာပြင်ကြီးညာချောမွေ့စေရန်တစ်သားမှရှိတဲ့အပေါက်ငယ်များအကွဲကြောင်းများနဲ့အဆက်များကိုတရိုးဖြင့်လိုက်လံဖာတေးစေးတုပ်လျင်ဒါမှမဟုတ်ရွှေချလျင်အလွန်ချောမွေ့သွားစေပါတယ်။ရွှေချောင်းတော်ကြီးကဲ့သို့မှန်စီရွှေချရာတွင်မှန်ကွက်လေးများကိုတစ်သားပေါ်ဓာတ်ရိုက်မကပ်ဘဲတရိုးမြေခံပြီးမှဖိကက်ရခြင်းဖြစ်ပါတယ်။တရိုးချောက်သွားတဲ့အခါကြောက်သားလို့မကြောသွားပြီးတော့မှန်ကွက်တွေကိုဆယ်စုနှစ်များစွာမပြုတ်ကျအောင်ထိန်းထားပေးပါတယ်။တစ်စေးအခြေခံထားတဲ့တရိုးဟာရေစူတံကိုခံနိုင်ရရှိပြီးတော့မှချပိုးမွှားတံမှလည်းကာကွယ်ပေးပါတယ်။နတ်ဝိတ္တစာများနဲ့အနာသတ်များမှာဖန်မှန်ရောင်စုံအထူးသဖြင့်မှန်ဖြူနဲ့မှန်စိန်ကွက်ငယ်လေးများကိုစေးဆက်သေးချစွာစီကျဲထားသဖြင့်လင်းပြန်တဲ့အခါမှာလည်းအလွန်လှပပါတယ်။တီဘောမင်းတရားကြီးဟာခမဲတော်မင်းတုံမင်းကြီးနတ်ရွာဆန်ပြီးနောက်မင်းတုံမင်းကြီးဆန်တော်မူခဲ့တဲ့ဤနန်းဆောင်ကိုဖျက်သိမ်းပြီးတော့မှဘုန်းကြီးကျောင်းအဖြစ်ပြန်လည်လူလန်းခဲ့ခြင်းဖြစ်ပါတယ်။
ဒါကြောင့်မလို့မူလနန်းတွင်သုံးအဖိုးတန်ရွှေချပပုလက်ရာများဖြစ်တဲ့အတွက်တာမန်ဖုံးကြီးเจ้าများထက်ပုံမနုနယ်ဆန်းပြပြီးတော့မှဘီရင်နန်းဆောင်ရဲ့ဂုံဝင်ကရက်များနဲ့အပြည့်အဝကြန့်ရှိနေခြင်းဖြစ်ပါတယ်အခုမြင်ရတာကတော့စင်းကြံလက်ရန်တွေပဲဖြစ်ပါတယ်ရွှေเจ้าကြီးရဲ့ပင်မဆောင်ပတ်ပတ်လည်မှာရှောက်လန်းရှိပြီးတော့မှအဲ့ရှောက်လန်းရဲ့အစွန်းတွေမှာလူတွေပေးကင်းအောင်ကာရန်ထားတဲ့လက်ရန်တွေဖြစ်ပါတယ်ဒီလက်ရန်တိုင်လုံးလေးတွေရဲ့ပုံသဏ္ဍာန်ဟာကုန်းပေါင်ခင်နှောင်းမြမရိုးရကနုတ်ပန်းလက်ရတွေဖြစ်ပါတယ်နွယ်ပင်နွယ်ပန်းတွေကွင်းညွတ်ပြီးတက်သွားတဲ့ပုံစံမျိုးကိုတစ်သားတိုင်လုံးလေးတွေအဖြစ်ရုပ်လုံးဖော်ထားတာဖြစ်ပါတယ်ဒါတွေကတော့ရွှေချထားတဲ့ကျွန်းတိုင်လုံးကြီးတွေပဲဖြစ်ပါတယ်ခုနစင်းကြံလက်ရန်တွေအကြောင်းကိုဆက်ပြောရလို့ရှိရင်ရွှေချောင်းကြီးတစ်ခုလုံးဟာနန်းတော်ဆောင်ဟောင်းဖြစ်တဲ့အတွက်အသုံးပြုတဲ့လက်ရန်တိုင်လုံးလေးတွေအထီတောင်မှအကျန်းထည်မလုပ်ဘဲနဲ့နန်းတွင်းသူနန်းတွင်းသားတွေရဲ့ယဉ်ကျေးသိမ်ဝဲတဲ့အမှုပညာအရသာကိုဖော်ပြတဲ့အနေနဲ့အခုလိုအမှုစိတ်ထုစစ်ထားတာပဲဖြစ်ပါတယ်အခုမြင်ရတာကတော့ပင်မဆောင်ပတ်ပတ်လည်မှာကာရန်ထားတဲ့တစ်သားပပူစင်းကြံလက်ရန်တွေပဲဖြစ်ပါတယ်အခုဗီဒီယိုထဲမှာဖူးမြော်တွေ့ရှိရတဲ့ဗုဒ္ဓရုပ်ပွားတော်မြတ်နဲ့ပလင်တော်ဟာရွှေနန်းတော်ကျောင်းရဲ့အဓိကအကြဆုံးသောသာသနိကဘိသုကအစိပ်ပိုင်းများဖြစ်ကြပါတယ်ဗုဒ္ဓရုပ်ပွားတော်နဲ့ပလင်တော်တို့ဟာမင်းတုံမင်းတရားကြီးနဲ့ဒီဘောမင်းတို့ခေတ်ကနန်းတွင်းအမှုပညာရှင်များရဲ့အမြင့်မားဆုံးသောကုန်းမောင်ခေတ်တစ်သားဘိသုကအတတ်ပညာကိုပြသနေတဲ့တမိုင်းဝင်အမွေအနှစ်တွေဖြစ်ကြပါတယ်အခုဗီဒီယိုထဲမှာတွေ့ရတဲ့ရွှေချောင်းတော်ကြီးရဲ့တစ်သားနိုင်ရန်တွေမှာထူးစစ်ပူဇော်ထားတဲ့အယုတ်လေးတွေဟာကုန်းမောင်ခင်နောင်မြမရိုးရပပုပညာရဲ့လွန်စွာထူးခြားပြီးတော့မှအသက်ဝင်လှပလွန်တဲ့နတ်သားနဲ့ဂိန်ဒီဂိန်တွေဟာဘလူပပုရုပ်ထုငယ်များဖြစ်ပါတယ်ဒီရုပ်လုံးကြွပပုရုပ်ထုတွေဟာနိုင်ရန်ပြားပေါ်မှာအပြားလိုက်ထုထားတာမဟုတ်ဘဲနဲ့နိုင်ရန်ကနေတကိုယ်လုံးကြွတက်လာပြီးလွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့လောက်နီးပါထူးစစ်ထားတဲ့ရုပ်လုံးကြွပပုလက်ရာတွေဖြစ်ကြပါတယ်ရှေ့ကပပုဆရာကြီးတွေဟာဒီရုပ်ထုလေးတွေကိုတစ်သားနိုင်ရန်နဲ့တပါးတည်းထုထားတာမဟုတ်ပဲတိတန့်ထုပြီးတော့မှနိုင်ရန်ကဆာရွေးပေါက်တွေမှာစနစ်တကျဆွတ်ပြီးတက်ဆင်ခဲ့တာဖြစ်ပါတယ်ရွှေချောင်းကြီးရဲ့တက်တန်းဟာနှစ်ပေါင်း140ကျော်လာတဲ့အခါမှာတော့မူလကကတ်ထားတဲ့ရွှေတွေကွာကျသွားပြီးတော့ကျွန်းတစ်သားရဲ့မူလအမြင်တွေအယောင်တွေနဲ့အကွဲချောင်းလေးတွေပေါ်လာတာကြောင့်ပုံမှုရှိကြပြီးခံရတဲ့ရှေးဟောင်းပုံစံကိုဖော်ပြပေးနေပါတယ်ဒီလိုနိုင်ရန်ကအယုတ်လေးတွေဟာရွှေချောင်းတော်ကြီးရဲ့ဝေယန္တာတလျှောက်ကွက်လက်မကျန်အောင်တရုတ်နဲ့တရုတ်မတူညီတဲ့အမူအရာမျိုးစုံနဲ့ကျောင်းတော်ကြီးကိုခြံရံဆောင်ရှောက်ဖို့ထူးစစ်ပူဇော်ထားတာပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့စုလင်မွန်းချွန်းနဲ့ကနုတ်အမိုးစွန်းတွေပဲဖြစ်ကြပါတယ်ဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အပေါ်ဘက်ကောင်းကင်စီကိုကွင်းညွတ်ပြီးထိုးထွက်နေတဲ့ငှက်တောင်မှန်ပုံစံဘိသုကလက်ရတွေကိုတောင်းတောင်ဒါမှမဟုတ်စင်ရော်တောင်လို့ခေါ်ကြပါတယ်ဒါတွေဟာကုန်းပေါင်ခေတ်နန်းဆောင်တွေရဲ့အမိုးစွန်းတွေမှာမပါမဖြစ်ထည့်သွင်းရတဲ့မင်းသုံးအဆောက်အအုံအထိမ်းအမှတ်တွေဖြစ်ပါတယ်အခုဗီဒီယိုထဲမှာမြင်တွေ့ရတာကတော့ရွှေချောင်းကြီးရဲ့အောက်ခြေနဲ့တိုင်ချွေတွေမှာအလှဆင်ထားတဲ့နဂါးရုပ်လုံးများပဲဖြစ်ပါတယ်နဂါးရုပ်ရဲ့ခန္ဓာကိုယ်ပေါ်ကအခြေခွန်တွေအမောက်နဲ့ပါးစပ်ဟပြီးအစွမ်းပြနေတဲ့မျက်နှာအမူအရာတွေကိုကျွန်းသစ်သားပေါ်မှာသုံးဘက်မြင်ပုံစံကြွတက်နေအောင်အနုစိတ်ထုစစ်ထားတာဖြစ်ပါတယ်ရာစုနှစ်တစ်ခုကျော်တက်တန်းရှိပြီးဖြစ်တဲ့အတွက်ကြောင့်မလို့တစ်သားတွေရဲ့အပေါ်ယံမှာတဘာဝအတိုင်းဆွေးမြေဟောင်းနှံနေတဲ့အစင်းကြောင်းတွေနဲ့ရေနံကြီးရနံ့တွေရှိနေတာကြောင့်ကုန်းမောင်ခင်နှောင်းရဲ့တကက်ရှေးဟောင်းလက်ရာစစ်စစ်ဖြစ်ကြောင်းသက်သေပြနေပါတယ်ရွှေချောင်းကြီးရဲ့အောက်ခြေပိတုခလက်ရာတွေမှာတော့ရှေးမြန်မာအင်ဂျင်နီယာအတတ်ပညာနဲ့ယုံကြည်မှုတွေကိုဘလောက်အနုစိတ်ပေါင်းဆက်တည်ဆောက်ခဲ့လဲဆိုတာကိုအထင်ရှားဆုံးပြသနေတဲ့သက်သေတစ်ခုလည်းဖြစ်ပါတယ်ဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ဗီဒီယိုတွေနဲ့အတူတူပြန်တွေ့ကြမယ်နော်ကြည့်ရှုအားပေးကြတဲ့တငယ်ချင်းမိတ်ဆွေညီကိုမောင်မတွေအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်